အားလုံးပဲမင်္ဂလာပါဒီနေ့ကျွန်တော်ကွန်ပျူတာမှာကိုယ့်ရဲ့ laptop တွေကိုယ့်ရဲ့ computer တွေရဲ့ lock screen မှာ password တွေထားခြင်းနဲ့ဆိုရင်ဘယ်လိုထားရတာလဲနောက် lock screen ရဲ့ profile ပုံလေးတွေကိုယ်ပုံလေးတင်ခြင်းနဲ့ဆိုရင်ဘယ်လိုတင်ရတာလဲပေါ့နော်နောက် lock screen ပုံကိုထည့်ခြင်းနဲ့ဆိုရင်ဘယ်လိုထည့်ရတာလဲအဲ့ဒါလေးတွေကိုကြားပြပါမယ်ဒါတွေအားလုံးလုပ်ဖို့အတွက်အရင်ဆုံး computer ရဲ့ desktop ပေါ်မှာသွားပြီးတော့ personalization ကိုသွားရမယ်ပေါ့နော်။သွားဖို့အတွက် right click ကိုနှိပ်ပြီးတော့ personalize ကိုရွေးရမှာရွေးပြီးတော့ personalization ရှိတဲ့နေရာကိုသွားရပါမယ်။အကုန်လုံးကိုဒီနေရာထဲမှာပဲလုပ်လို့ရတယ်ပေါ့နော်။ပထမဆုံးလုပ်ပြမယ့်ဟာဒီ background ပုံကိုပြင်ချင်တာလား colors ကိုပြင်ချင်တာလား themes လားပြင်ချင်တဲ့ဟာတွေကဒီမှာ option တွေအများကြီးရှိတယ်အဲ့ထဲမှာကိုလုပ်ချင်တဲ့ဟာကိုရွေးပြီးတော့လုပ်ရမယ်ပေါ့နော်ဒီနေ့ပြမယ့်ဟာဒီ lock screen ကိုပြချင်တာဆိုတော့ lock screen ရဲ့ပုံကိုပြောင်းတဲ့ဟာနဲ့ပတ်သက်ပြီးပြချင်တာဆိုရင် lock screen ကိုသွားရမယ်သွားပြီးတော့ဘယ်လိုလုပ်ရလဲဆိုတာပြပေးမယ်ပေါ့နော်အရင်ဆုံး lock screen ကိုရွေးလိုက်မယ်personalization နဲ့ကနေပြီးတော့ lock screen ကိုရွေးမယ်ရွေးပြီးရင်ဒီမြားလေးကိုနှိပ်လိုက်မယ်ပေါ့နော်နှိပ်လိုက်ပြီဆိုရင်ဒီမှာဒီနေရာကိုရောက်လာလိမ့်မယ်ဒီမှာဆိုရင် personalization lock screen ဆိုပြီးတော့ပေါ်လာရပေါ့နော်အဲ့ဒီမှာချိန်မှာ option 3ခုရှိတယ် Windows Spotlight Picture Slideshow ဆိုပြီးတော့3ခုရှိတယ်အဲ့ဒီမှာကိုလုပ်ချင်တာpicture နဲ့ပတ်သက်ပြီးလုပ်ချင်တယ်ဆိုရင် picture ကိုရွေးရမယ်ပေါ့နော်ရွေးပြီးဆိုရင်ဒီနေရာကိုရောက်လာမယ်ပေါ့နော်slideshow ကိုရွေးမယ်ဆိုရင်လည်း slideshow နဲ့ပတ်သက်တဲ့ဟာပေါ်မယ်ပေါ့နော် Windows Spotlight ဆိုရင် Windows Spotlight ပေါ်မယ်နော်ဒါပေမဲ့အခုဒီနေ့ပြမယ့်ဟာပုံထည့်တဲ့ဟာပြချင်တာဆို picture ကိုရွေးမယ်ရွေးလိုက်တယ်ဆိုရင်ဒါဆိုရင်ကွန်ပျူတာထဲမှာငကိုတွေကပေးထားတဲ့ပုံတွေပေါ့နော်ကွန်ပျူတာကနေပြီးတော့ဒီ laptop ကနေပြီးတော့ provide လုပ်ပေးထားတဲ့ပုံကရှိပြီးသားပေါ့နော်ကိုထည့်ချင်တယ်ဆိုရင် browse photo ကိုရွေးရမယ်အဲ့ထဲမှာ browse photo ဆိုတာကွန်ပျူတာထဲမှာထည့်ထားတဲ့ကိုထည့်ချင်တဲ့ပုံတစ်ခုခုကိုသွားရွေးရတဲ့ option ပေါ့နော်အဲ့ထဲမှာကိုကကွန်ပျူတာထဲမှာကိုတင်ထားတဲ့ပုံရှိတဲ့နေရာကိုသွားရမယ်ပေါ့နော်သွားပြီးရင်ပုံတစ်ခုကိုရွေးပြီးတော့ထည့်မယ်ထည့်ကောင်း okay ဒီပုံလေးကိုထည့်ပြမယ်ပေါ့နော်ဒီပုံလေးကိုနောက်မှထည့်ပြလိုက်ဆိုရင်ကိုယ့်ရဲ့ lock screen ပုံလေးကပြောင်းသွားတယ်ပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ် lock screen ပြောင်းတဲ့ဟာကိုပြန်ပြပေးမယ်နော်ဘယ်လိုဖြစ်သွားလဲဆိုရင် window တွေကနေပြီးတော့ဒါလေးကို lock လုပ်လိုက်ရင် lock screen မှာပြောင်းသွားပြီပေါ့နော်အဲ့လိုမျိုးလုပ်လို့ရတယ်ဒါမှမဟုတ်ဘူးဆိုရင်ကိုကနောက်တစ်ခုပြပေးမယ်ပေါ့နော်တောင်း profile ပုံလေးပြင်ချင်တယ်ဆိုရင်လည်းခုနလိုမျိုးပဲpersonalize ကနေတွားလို့လည်းရတယ်ဒါပေမဲ့ကိုကဒီမှာဖွင့်ထားပြီးသားရှိတဲ့အတွက်ဒီကနေတစ်ခါလေးတွားလို့ရတယ်တကယ်လို့ဖွင့်ထားတာမရှိဘူးဆိုရင်ခုန desktop ပေါ်သွားပြီးတော့ personalize ကနေပြီးတော့လုပ်လို့ရတယ်ပေါ့နော်အဲ့ဒီမှာကိုကဒီ personalization ကိုရောက်ဖို့အရေးကြီးရပေါ့နော် personalization မှာတွားပြီးတော့ဒီမှာ account ကိုပြင်မှာဆိုတော့ profile ပုံပြင်နေဆိုရင် account နဲ့ကိုတွားပြင်ရမယ်ဆိုတော့ဒီ account ကိုတစ်ချက်နှိပ်လိုက်ရမယ်နှိပ်လိုက်ပြီးတော့ဒါဆို account နဲ့ရောက်သွားမယ် account နဲ့ဒီဓာတ်ပုံလေးကိုကိုကပြင်ချင်တာဆိုရင် account ကိုတွားပြီးတော့အောက်နဲ့ဆင်းလိုက်မယ်အဲ့ဒီမှာဒီမှာပြင်လို့ရတဲ့ဟာတွေကအများကြီးရှိရပေါ့နော်အဲ့ဒီမှာကိုကပါပြင်ချင်တယ်ကိုကြိုက်ကိုပြင်နေတဲ့ဟာတစ်ခုကိုရွေးရမယ်ပေါ့ကိုက profile ပုံပြင်နေတယ်ဆိုရင် UR info ကိုသွားပြီးတော့အဲ့ဒီမှာ option နှစ်ခုရှိရယ်ဘာလို့ချင်လဲ take a photo လား choose a file လား take a photo ဆိုတာဒီကို laptop ရဲ့ camera ကိုသုံးပြီးတော့တပုံရိုက်ပြီးတော့ထည့်ရပါတော့ choose a file ဆိုတာ
computer ထဲမှာ save လုပ်ထားတဲ့ပုံကိုရွှေ့ပြီးတော့ထည့်ဒီနေ့က computer ထဲမှာ save လုပ်ထားတဲ့ပုံကိုပြချင်တာအတွက် choose a file ကိုရွေးမယ်ပေါ့နော်အဲ့ဒီက browse file ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ဒီထည့်ချင်တဲ့ပုံတစ်ခုကိုရွှေ့လိုက်မယ်ခုနမူနာတစ်ခုထည့်ပြမယ်ဒီပုံလေးကနေပေါ့နော်ပြီးရင် choose picture နှိပ်လိုက်မယ်ဆိုရင်ကိုယ့်ရဲ့ profile ပုံလေးကလုပ်လို့ရတယ်အဲ့ဒီပုံကိုပြန်ပြီးတော့ရွှေ့လိုက်မယ်ပေါ့နော်နောက်တစ်ခုကဒီ computer lock screen ကို password တွေပါထားချင်တယ်ဆိုရင်လည်းဒီ account ကနေပြီးတော့ပဲသွားရတယ်ပေါ့နော်အရင်ဆုံး account ကိုသွားရမယ် account ကိုသွားဖို့တော့ခုနလိုမျိုးပဲဒီ right click နှိပ်ပြီးတော့ personalize ကနေသွားလို့ရတယ်ပေါ့နော် right click နှိပ် personalize ကိုသွားပြီးတော့ဒီ account ကိုသွားလိုက်မယ်သွားလိုက်ပြီးတော့အောက်နည်းနည်းဆင်းသွားလိုက်ဒီထဲ sign in option ဆိုတာကိုရွေးရမယ်ပေါ့နော် sign in option ဆိုတာကိုယ့်ရဲ့ laptop တွေကိုယ့်ရဲ့ computer တွေကို lock လုပ်ထားတာ password တွေပါနေ lock လုပ်ထားရတဲ့တခြားလူတွေကကိုယ့် computer ကိုလွယ်တယ်လို့ဖွင့်လို့မရဘူးပေါ့နော်အဲဒါကြောင့် sign in option ကို sign in option ကနေပြီးတော့ password ထားလို့ရတယ်အဲ sign in option ကိုရွေးလိုက်မယ်ဆိုရင်ဒီမှာ lock လုပ်လို့ရတဲ့ option က5မျိုးရှိရပေါ့နော်အဲ့ဒါကိုကြိုက်တဲ့ဟာကိုရွေးပြီးတော့ password ထားလို့ရတယ်တစ်မျိုးသုံးနေလည်းရတယ်နှစ်မျိုးသုံးနေလည်းရတယ်လူကိုကြိုက်တဲ့လောက်သုံးလို့ရတယ်ဒီမှာ option က facial recognition ဆိုတာမျက်နှာနဲ့ဖွင့်တာပေါ့နော်ကိုယ့်ရဲ့ပုံမျက်နှာကို scan ဖတ်ပြီးတော့ဖွင့်တယ်ဒီ laptop မှာအဲ့ function ကသုံးလို့မရဘူးတချို့ laptop တွေကတော့သုံးလို့ရတယ်ပေါ့နော် fingerprint recognition ဆိုတာလက်ပွေနဲ့ပိတ်ဖွင့်လောက်တာပေါ့နော် pin ဆိုတာ pin နံပါတ်ထည့်တယ် security key က key ထည့်တယ်ပေါ့နော်ပြီးတော့ password က password ထည့်တယ်ပေါ့နော်ကိုကြိုက်တဲ့အမျိုးအစားကိုရွေးပြီးတော့ပိတ်ထားလို့ရတယ်ဒီ computer ကဒီ fingerprint ကိုသုံးပြီးတော့ပိတ်ထားတယ်ပေါ့နော်ပိတ်ထားတဲ့အတွက်ဒီမှာ edit finger ဆိုတာကိုရွေးရမှာဒါမဲ့အခုကဒီက already fingerprint နဲ့ပိတ်ထားပြီးသားဖြစ်တဲ့အတွက် edit finger ကရွေးမလင်းတော့ဘူးပေါ့နော်မထည့်ရသေးဘူးဆိုရင်ဒီ add finger ဆိုတဲ့ဟာလေးကလင်းနေမယ်အဲ့ထဲမှာအဲ့ဒါချက်နှိပ်ပြီးတော့လုပ်ရတယ်ပေါ့နော် pin ထည့်ခြင်းနဲ့ဆိုရင်လည်းအဲ့လိုမျိုးပဲ change pin လို့ပေါ်နေဆိုတာထည့်ပြီးသားမလို့ change pin ဖြစ်နေတာပေါ့နော်မထည့်ရသေးဘူးဆိုရင်တော့ add pin ဆိုပြီးပေါ်တယ်ပေါ့နော် security key ဆိုရင်လည်းအဲ့လိုပဲ manage ထဲကနေတော့ပြီးတော့ security key ထည့်လို့ရတယ် password ဆိုရင်လည်းအဲ့လိုမျိုးပဲကိုထည့်ပြီးသားဖြစ်နေလို့ change ပေါ်တယ်ပေါ့နော်ကျွန်တော်ဆိုရင်ဒါဆိုရင်ဒီ laptop က3မျိုးလောက်ထားရပေါ့နော်တစ်မျိုးက sign in pin ထည့်ထားတယ်password ထည့်ထားတယ်နောက် fingerprint ထည့်ထားတယ်ပေါ့နော်အဲ့လိုမျိုးနည်းလေးနဲ့ကိုယ့်ရဲ့ lock screen တွေကိုပိတ်ထားလို့ရပါတယ်အဲဆိုရင်ဒီနေ့ပြောပြတာ3မျိုးရှိတယ်အရင်ဆုံးကိုယ့်ရဲ့ lock screen ကိုပုံထည့်တဲ့ဟာရဲ့ lock screen profile ကိုပြင်တဲ့ဟာရဲ့နောက်တစ်မျိုးက lock screen မှာ password ပိတ်တဲ့ဟာ3မျိုးပြောထားတယ်ပေါ့နော်3မျိုးလုံးကဒီ personalize ထဲကနေပြီးတော့တွားပြီးတော့အလွယ်တကူလုပ်လို့ရပါတယ်အားလုံးပဲစမ်းပြီးတော့လုပ်ကြည့်ပါအဆင်မပြေတာရှိရင်လုပ်လို့မရတာရှိရင်လည်းပြန်မေးလို့ရပါတယ်အားလုံးပဲကျေးဇူးအများကြီးတင်ပါတယ်